ဓာတ်ပုံဆရာခရစ်နဲ့သူ့ရဲ့ချစ်သူမလေးယိုစ်တို့ဟာခီးတစ်ခုသွားဖို့အတွက်အဝတ်စားတွေနဲ့အထုပ်ပိုးတွေကိုအိမ်မှာပြင်ဆင်နေကြပါတယ်ခရစ်ဟာယို့စ်ရဲ့မိဘတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံရမှာဖြစ်တဲ့အတွက်တော်တော်လေးကိုစိတ်လှုပ်ရှားပြီးစိုးရိမ်နေတာပါအဓိကစိုးရိမ်ရတဲ့အချက်ကတော့ယို့စ်ဟာအရင်တုန်းကလူမေးတစ်ယောက်နဲ့တခါမှမတွဲခဲ့ဘူးတာကြောင့်သူ့မိဘတွေကဘလို့သဘောထားမလဲဆိုတာခရစ်ကတွေးကြောက်နေတာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာယို့စ်ရဲ့ကားနဲ့ခီးစတင်ထွက်ခွာလာကြတဲ့လမ်းမှာခရစ်ကစိတ်ပြေလက်ပြောက်ဆေးလိပ်တောက်ဖို့ကြိုးစားပေမဲ့ယို့စ်ကဆေးလိပ်တောက်တာကိုမကြိုက်တဲ့အတွက်ဆေးလိပ်ကိုလူယူပြီးပြတင်းပေါက်ကနေအပြင်ကိုလွင့်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ခရစ်ဟာသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူယော့စီကိုဖုန်းဆက်ပါတယ်ယော့က TSA လုံခြုံရေးဖွဲ့မှာအလုပ်လုပ်တဲ့သူဖြစ်ပြီးခရစ်ခီးသွားနေတဲ့အချိန်မှာသူ့ရဲ့ခွေးလေးကိုတေချာစောင့်ရှောက်ပေးနေတာပါခရစ်ကယော့ကိုကျေးဇူးတင်စကားပြောရင်သူတို့သူငယ်ချင်းနှစ်ယောက်ဟာရဲစရာမောစရာတွေနောက်ပြောင်ပြောဆိုနေကြပါတယ်သူတို့နှစ်ယောက်စကားပြောတာအာယုံများနေတဲ့အချိန်မှာပဲလမ်းပေါ်ကတော်တိုင်းတေးဆန်တကောင်ကိုကားနဲ့အရှိန်ပြင်းပြင်းတိုက်မိသွားပါတော့တယ်သူတို့ချက်ချင်းပဲကားပေါ်ကဆင်းကြည့်လိုက်တဲ့အခါမှာတော့တမင်မလေးတကောင်ကိုတိုက်မိပြီးတေဆုံးသွားကိုတွေ့လိုက်ရလို့ခရစ်တယောက်စိတ်ထဲမှာတော်တော်လေးကိုမချိမဆန့်ဖြစ်သွားရပါတယ်မကြခင်မှာပဲနေမြေကန်ရဲရာရှိတယောက်ရောက်လာပြီးသူတို့ဘယ်ကိုသွားကြမှာလဲလို့မေးမြန်းတဲ့အခါယို့စ်ကကန်နီးကသူ့မိဘတွေအိမ်ကိုသွားမှာဖြစ်ကြောင်းပြန်ဖြေပါတယ်ဒါပေမဲ့အဲ့ဒီရဲကကားမောင်းတာမဟုတ်တဲ့ခရစ်စီကနေပါမှတ်ပုံတင်ပြဖို့အတင်းတောင်းဆိုနေတဲ့အတွက်ယို့စ်ကဒါဟာလူမျိုးရေးအရာခွဲခြားဆက်ဆံတာပဲလို့ပြောပြီးရဲရာရှိကိုပြက်ပြက်သားသားပြန်လည်ချေပလိုက်ပါတယ်ခဏအကြာမှာတော့သူတို့နှစ်ယောက်ယို့စ်ရဲ့မိဘတွေအိမ်ကိုဆိုက်ဆိုက်မြတ်မြတ်ရောက်သွားကြပြီးချန်ဆောင်ဝေါ်တာကသူတို့ကိုထူးထူးဆန်းဆန်းကြိုဆိုပါတယ်အဲ့ဒီမှာတင်ခရစ်ဟာယို့စ်ရဲ့မိဘတွေဖြစ်တဲ့ဒင်းနဲ့မစ်စီတို့နဲ့စတင်တွေ့ဆုံပြီးမိတ်ဆက်စကားပြောကြပါတော့တယ်သူတို့စကားပြောနေကြတဲ့အချိန်မှာချန်ဆောင်ဝေါ်တာကသူတို့ကိုအဝေးကနေစိုက်ကြည့်နေတာကခရစ်အတွက်တော်တော်လေးနေရခက်စေပါတယ်လမ်းမှာတမင်ကိုတိုက်မိခဲ့တဲ့အကြောင်းပြောပြတဲ့အခါမှာတော့ဖခင်ဖြစ်သူဒင်းကတမင်တွေဟာတဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးနေပြီးအယမ်းများနေလို့သူတို့တည်သွားတာကိုတောင်ဝမ်းသာတယ်လို့မျိုးတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီနောက်ဒင်းကခရစ်ကိုတအိမ်လုံးလိုက်ပြပြီးမိတ်ဆက်ပေးပါတယ်မိခင်ဖြစ်သူမစ်စီကစိတ်ကျမ်းမာရေးဆရာဝန်တယောက်ဖြစ်တာကြောင့်အိမ်ထဲမှာပဲလူနာတွေကိုကုသပေးတဲ့တီးတန့်ကိုပိုင်အခန်းလေးရှိပါတယ်ဒင်းကခရစ်ကိုအိမ်နေရံမှာချိတ်ထားတဲ့တပ်ပုံတွေကိုလိုက်ပြရင်ခွဲစိတ်ဆရာဝန်တင်နန်းတက်နေတဲ့ရုပ်ရှင်မောင်လေးကြားရမည်အကြောင်းနဲ့အပြေးသမားတဦးဖြစ်ခဲ့တဲ့သူ့ဖခင်အကြောင်းတွေကိုပြောပြပါတယ်1936ခုနှစ်ဘာလင်အိုလံပစ်ပြိုင်ပွဲတုန်းကသူ့ဖခင်ဟာလူမီတယောက်ကိုရှုံးနိမ့်ခဲ့ရတဲ့အတွက်အဲ့ဒီကလေးကစိတ်ထဲမှာဒဏ်ရာတစ်ခုလိုဖြစ်ခဲ့ရကြောင်းလည်းပြောပြပါသေးတယ်မြေရောက်ခန်းတကားနာရောက်တဲ့အခါမှာတော့အဲ့ဒီထဲမှာမှုတွေတက်နေတဲ့ပြဿနာရှိလို့တကားကိုလုံအောင်ပိတ်ထားရတယ်လို့ဒင်းကရှင်းပြပါတယ်မိဖို့ချောင်းထဲမှာတော့သူတို့ရဲ့လူမင်းအိမ်ကူမလေးဂျော်ဂျီနာနဲ့ခရစ်ကိုထပ်မံမိတ်ဆက်ပေးပါတယ်အဲ့ဒီနောက်သူတို့နောက်ဖေးချန်ထဲကိုထွက်လာကြတဲ့အခါမှာတော့ဒင်းကသူတို့အိမ်သားမှာတခြားအိမ်တွေမရှိဘဲလုံးဝလုံခြုံတည်တတ်ရှိတဲ့အကြောင်းကိုပြောပြပါတယ်သူတို့မိသားစုလိုလူဖြူချမ်းသာတွေအိမ်မှာလူမင်းအိမ်ကူတွေထားတာဟာလူမျိုးရေးခွဲခြားတယ်လို့မျိုးမြင်ရနိုင်ပေမဲ့သူတို့အိမ်ကူတွေဖြစ်တဲ့ဝေါ်ဒါနဲ့ဂျော်ဂျီနာကိုတော့သူ့မိဘတွေကိုပြုစုဖို့အတွက်အရင်ကတည်းကငားခဲ့တာဖြစ်ပြီးမိဘတွေဆုံးသွားတဲ့အခါမှာလည်းသူတို့ကိုမိသားစုဝင်တွေလိုပဲတန်ရောစင်ရှိနေလို့အလုံးမထုတ်ပဲဆက်ပြီးထားတာဖြစ်ကြောင်းခရစ်ကိုအလေးနဲ့ရှင်းပြနေခဲ့ပါတယ်နေ့လယ်စာစားနေကြတဲ့အချိန်မှာတော့ဒင်းကခရစ်ရဲ့မိဘတွေအကြောင်းကိုစတင်မေးမြန်းပါတယ်ခရစ်ကလည်းသူ့ရဲ့ဖခင်ဖြစ်သူဟာငယ်ငယ်ကတည်းကသူတို့နဲ့အတူရှိမနေခဲ့ပဲသူ့ရဲ့မိခင်ဖြစ်သူကတော့ခရစ်အသက်12နှစ်အရွယ်မှာကားတိုက်မှုနဲ့ဆုံးပါသွားခဲ့ရတာဖြစ်ကြောင်းဝမ်းနည်းစရာအတိတ်တွေကိုပြန်ပြောပြခဲ့ပါတယ်အဲ့ဒီအချိန်မှာခရစ်ဟာစိတ်လှုပ်ရှားပြီးစားပွဲခုံကိုလက်စစ်လေးတွေနဲ့ခောက်နေတာကိုဒင်းကသတိထားမိသွားပြီးခရစ်ဆေးလိပ်တောက်တက်လာဆိုတာကိုမေးပါတယ်ခရစ်ကလည်းသူအခုဆေးလိပ်ဖြတ်ဖို့စူးစမ်းနေတယ်လို့ပြန်ဖြေတဲ့အခါမှာတော့ဒင်းကသူ့ဇနီးမစ်စီဟာစိတ်ညှို့ပညာနဲ့ဆေးလိပ်ဖြတ်ပေးနိုင်ကြောင်းသူကိုယ်တိုင်လည်းနှစ်ပေါင်း15နှစ်ကြာဆေးလိပ်တောက်ခဲ့တာကိုမစ်စီကစိတ်ညှို့ပြီးဖြတ်ပေးခဲ့တာဖြစ်ကြောင်းအကြံပေးပါတယ်ဒါပေမဲ့ခရစ်ကတော့စိတ်ညှို့ရမှာကိုကြောက်တာကြောင့်အဲ့ဒီကမ်းလှမ်းချက်ကိုရင်ကြေးကြေးပဲညှင်းပယ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိဘတွေကယို့စ်ကိုသူတို့အိမ်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ပါတီပွဲကြီးရှိနေကြောင်းသတိပေးလိုက်ပါတယ်ယို့စ်ကသူတို့ကိုဘာလို့ကြုံပြောတာလဲလို့အံ့ဩသွားပေမဲ့မိဘတွေကတော့ဒါဟာနှစ်တိုင်းကျင်းပနေကြရက်စွဲတိုင်းပဲဖြစ်တယ်လို့ပြန်ပြောပါတယ်အဲ့ဒီအချိန်မှာအိမ်ကူမလေးဂျော်ဂျီနာဟာရေလာဖြစ်ပြီးရင်ရုတ်တရက်ကြီးငိမ့်သက်သွားပြီးရေတွေကိုဖိတ်ဆင်သွားစေပါတယ်မစ်စီကဂျော်ဂျီနာကိုတွားနာဖို့ခိုင်းလိုက်ပြီးမကြခင်မှာပဲယို့စ်ရဲ့မောင်လေးဂျာယာမီရောက်ရှိလာပါတယ်ညစာစားတဲ့အချိန်မှာတော့ဂျာယာမီကယို့စ်ရဲ့ငယ်ဘဝအရှက်ရစရာအကြောင်းတွေကိုခရစ်ကိုရဲစရာလုပ်ပြီးပြောပြနေခဲ့ပါတယ်သူတို့အားကစားအကြောင်းပြောဖြစ်ကြတဲ့အခါခရစ်ကသူ့ကျောင်းတုန်းကဂျူဒိုကစားခဲ့ဘူးတယ်လို့ပြောလိုက်တာကြောင့်ဂျာယာမီကစိတ်ဝင်စားတဲ့ခရစ်တာတေချာလေ့ကျင့်မယ်ဆိုရင်တကယ်ကိုတမာတဲ့တတဝါကြီးတစ်ကောင်ဖြစ်လာနိုင်တယ်လို့ထူးထူးဆန်းဆန်းမှတ်ချက်ပေးပါတယ်ဂျာယာမီဟာအရက်မူးနေပြီးခရစ်ကိုသူ့နဲ့အခုချက်ချင်းတိုက်ခိုက်ကြည့်ဖို့အတင်းကျပ်ခေါ်နေတာကြောင့်မိဘတွေကဂျာယာမီကိုစူပူပြီးအခန်းထဲကထွက်သွားခိုင်းလိုက်ပါတယ်နောက်ပိုင်းမှာတော့အခန်းထဲရောက်တဲ့အခါယို့စ်ကသူ့မိသားစုရဲ့ထူးဆန်းတဲ့အပြုအမူတွေအတွက်ခရစ်ကိုတောင်းပန်ရှာပါတယ်ညလေကောင်းချိန်မှာတော့ခရစ်ဟာအိမ်မပျော်နိုင်ပဲဖြစ်နေပါတယ်သူဟာဆေးလိပ်ရန်တောက်ချင်လာတာကြောင့်အိမ်အောက်ထပ်ကိုခိုးဆင်းလာတဲ့အချိန်မှာအိမ်ကူမလေးဂျော်ဂျီနာကအမောင်ထဲမှာရှိနေတာကိုသူသတိမထားမိခဲ့ပါဘူးခရစ်ဟာအိမ်ရှိကွင်းပြင်ထဲမှာဆေးလိပ်တောက်ဖို့ပြင်နေတုန်းချန်ဆောင်ဝေါ်ဒါကသူ့စီကိုအရှိန်ပြင်းပြင်းနဲ့ပြေးလာတာကိုတွေးလိုက်ရလို့လန့်သွားပေမဲ့ဝေါ်ဒါကခရစ်နာရောက်ခါနီးမှာလမ်းကြောင်းပြောင်းပြီးပြေးထွက်သွားပါတယ်ခရစ်တယောက်အိမ်ထဲပြန်ဝင်ဖို့စူးစမ်းတဲ့အခါမှာတော့မစ်စီကအမောင်ထဲမှာထိုင်နေပြီးဆေးလိပ်တောက်တာမကောင်းဘူးလို့လန့်ပြောလိုက်တာကြောင့်ထပ်ပြီးလန့်သွားရပြန်ပါတယ်မစ်စီကခရစ်ကိုခါလောက်အတူတူထိုင်ဖို့ခေါ်လိုက်ပြီးသူ့ရဲ့စိတ်ညှို့တဲ့နေလန်းတွေအကြောင်းကိုစတင်ပြောပြပါတော့ပါတယ်မက်ဆီဟာလက်ဖက်ရည်ခွက်ကိုဇုံးနဲ့မနာတမ်းမွေနေရင်ခရစ်ရဲ့မိခင်ဆုံးပါသွားတဲ့နေ့ကအကြောင်းတွေကိုစတင်မေးမြန်းပါတယ်ခရစ်ကပထမတော့ပြောဖို့ညှင်းဆန်ခဲ့ရင်မက်ဆီကဇုံးနဲ့ခွက်ကိုပို့ပြီးမြင်မြန်မွေလိုက်တဲ့အခါမှာတော့ခရစ်ဟာမထင်မှတ်ပဲသူ့ရဲ့အတိတ်ကအကြောင်းတွေကိုအသေးစိတ်ပြန်ပြောပြမိသွားပါတယ်ခရစ်ဟာသူ့မိခင်ကားတိုက်ခံရတဲ့အချိန်မှာအိမ်မှာ TV ကြည့်နေခဲ့မိတာကိုနှောင်တရပြီးငိုကြွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမက်ဆီကခရစ်ကိုကျမ်းပြင်နဲ့နစ်မြုပ်သွားဖို့အမိန့်ပေးလိုက်တဲ့အခါမှာတော့ခရစ်ဟာကူလားထိုင်တဲ့ကိုတကယ်ပဲနစ်မြုပ်သွားပြီးကိုခန္ဓာကိုလုံးဝလှုပ်ရှားလို့မရတော့တဲ့အခြေအနေကိုရောက်သွားပါတော့တယ်ဒါဟာမက်ဆီကခရစ်ကိုစိတ်ညှို့ပြီးအမောင်ထုကြီးတဲ့ကိုပို့လိုက်တာဖြစ်ပါတယ်ခရစ်ဟာဟာလာဟင်းလင်းဖြစ်နေတဲ့အာကာသထဲမှာလွတ်မျောနေတယ်လို့ခံစားနေရပြီးအပြင်လောကကိုလည်းအဝေးကြီးကနေလန့်ကြည့်နေရတယ်လို့မျိုးဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခရစ်ဟာရုတ်တရက်ကြီးအိယာပေါ်မှာပြန်နိုးလာခဲ့ပါတယ်
သူဟာအားလုံးကအိမ်မက်လို့ထင်နေခဲ့ပေမဲ့သူ့ရဲ့ဖုံအားသွင်းကြိုးဖြုတ်ခံထားရတာကိုတွေးလိုက်ရလို့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားရပါတယ်နောက်တစ်နေ့မနက်မှာတော့ခေဟာတောထဲမှာလမ်းလျှောက်ရင်းတပ်ပုံရိုက်နေတော့အိမ်ကူမလေးဂျော်ဂျီနာကမှန်ထဲမှာသူ့ကိုယ်သူကြည့်ပြီးဆမ်မင်းပြင်းနေတာကိုတွေးလိုက်ရပါတယ်ခရစ်ကချန်ဆောင်ဝေါ်ဒါစီကိုသွားပြီးစကားပြောတဲ့အခါမှာလဲဝေါ်ဒါကခရစ်ဟာယုစ်လိုမင်းကလေးမျိုးနဲ့တွဲရတာကံကောင်းတယ်လို့ထူးဆန်းတဲ့အပြုံးနဲ့ပြောနေခဲ့ပါတယ်ပါတီပွဲစတင်တဲ့အခါမှာတော့ရောက်လာသမျှလူဖြူရဲ့ဒီတွေအားလုံးကခရစ်ကိုလူမျိုးရေးနဲ့ပတ်သက်ပြီးရိုင်းဆိုင်တဲ့မိကွန်းတွေထူးဆန်းတဲ့မှတ်ချက်တွေရဲ့တောက်လျှောက်ပေးနေကြတာကြောင့်ခရစ်တယောက်တော်တော်လေးကိုနေရခတ်ပြီးစိတ်အိုက်နေရပါတော့တယ်ပါတီပွဲထဲမှာလူဖြူတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြားတဲ့နေရခတ်နေတဲ့ခရစ်ဟာတစ်ဖက်ကစားပွဲဝိုင်းမှာနောက်ထပ်လူမင်းမျိုးသားတယောက်ကိုလမ်းတွေ့လိုက်ရလို့ဝမ်းသာအားရနဲ့တွားရောက်နှုတ်ဆက်မိပါတယ်အဲ့ဒီလူရဲ့နာမည်ကလိုဂန်ဖြစ်ပြီးသူဟာခေဟောင်းဝတ်စုံကြီးကိုဝတ်ထားတယ်လို့သူ့ရဲ့အမူအရာတွေကလည်းအရန်ကိုအေးဆက်ပြီးစိတ်ရုပ်တရုပ်လိုဖြစ်နေတာပါခရစ်ကလူမဲချင်းချင်းရင်းနှီးတဲ့အနေနဲ့လက်တီချင်းတိုက်ပြီးနှုတ်ဆက်ပေမဲ့လိုဂန်ကတော့ဘာကိုမှနားမလည်တယ်လို့မျိုးအောက်တမကျတဲ့ပုံစံနဲ့ခရစ်ရဲ့လက်ကိုပြန်ပြီးစုပ်ကင်နှုတ်ဆက်ခဲ့ပါတယ်အဲ့ဒီနောက်ခေဟာပါတီထဲမှာပဲဂျင်မလို့ခေါ်တဲ့မျက်စိမြင်ရတဲ့လူဖြူကြီးတယောက်နဲ့ဆုံပါတယ်ဂျင်မန်ကတော့တခြားရည်တွေနဲ့မတူပဲခရစ်ရဲ့တပ်ပုံရိုက်တဲ့လက်ရာတွေကိုတကယ်ပဲနှစ်သက်သဘောကျနေတာပါခရစ်ဟာလူတွေရဲ့အကြည့်တွေကိုရှောင်ဖယ်ဖို့အတွက်အိမ်ပေါ်ထက်ကိုတက်လာတဲ့အခါမှာလဲအဲ့ဒီအားလုံးကစကားတွေရက်ပြီးသူ့ရဲ့ခြေတံကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့စောင့်ကြည့်နေကြတာကတကယ်ကိုကြောက်စရာကောင်းလာပါတယ်အိတ်ခမ်းထဲရောက်တဲ့အခါခရစ်ဟာသူ့ရဲ့ဖုံအားသွင်းကြိုးထက်ပြီးဖြုတ်ခံထားရတာကိုတွေးလိုက်ရလို့စိတ်တူသွားပြီးဒါဟာအိမ်ကူမလေးဂျော်ဂျီနာရဲ့လက်ချက်ပဲလို့ယုစ်ကိုအပြစ်တင်စကားပြောပါတော့တယ်ယုစ်ကတော့ခရစ်စိတ်ထင်နေတာပါလို့ပဲချော့မော့ပြောဆိုခဲ့ပါတယ်ခရစ်ဟာသူ့သူငယ်ချင်းရော့စီကိုဖုံးဆက်ပြီးဒီအိမ်မှာရှိနေတဲ့လူမျိုးတွေဟာတယောက်မှပုံမှန်မဟုတ်ပဲယူးကြောင်ကြောင်တွေဖြစ်နေတဲ့အကြောင်းကိုယဉ်ဖွင့်ပါတယ်ယောကတော့စိတ်ညစ်ပညာကိုသုံးပြီးခရစ်ကိုကြံပြူဖို့စ조사နေတာဖြစ်နိုင်တယ်လို့သတိပေးပေမဲ့ခရစ်ကတော့ဒါကိုနောက်ပြောင်မှုတစ်ခုလိုပဲမှတ်ယူခဲ့ပါတယ်ခရစ်ဖုံးချလိုက်တဲ့အချိန်မှာပဲအိမ်ကူမလေးဂျော်ဂျီနာကအခန်းတကားဝမှာရုတ်တရက်ရောက်နေတာကိုတွေ့လိုက်ရပါတယ်ခရစ်ကဂျော်ဂျီနာကိုရင်းရင်းနှီးနှီးစကားပြောဖို့စ조사ရင်လူဖြူတွေအများကြီးကြားထဲမှာသူနေနေကြောက်နေမိတယ်လို့ပြောလိုက်တဲ့အခါမှာတော့ဂျော်ဂျီနာဟာတစ်ဖက်ကငိုနေရင်တစ်ဖက်ကလည်းအတင်းတမရေမောနေတဲ့ကြောက်စရာကောင်းတဲ့အမူအရာကြီးနဲ့သူမရဲ့အလုပ်ရှင်တွေဟာသူမကိုမိသားစုဝင်လို့သဘောထားတာဖြစ်ကြောင်းတုံတုံရင်ရင်နဲ့ပြောပြနေခဲ့ပါတယ်ခရစ်ဟာပါတီပွဲတဲကိုပြန်ဆင်းလာတဲ့အခါမှာတော့ဂျပန်လူမျိုးအဲ့ဒီတယောက်ကလူမင်းတယောက်အနေနဲ့ခေတ်တလောကမှာနေရတာအားသာချက်ရှိလားအားနည်းချက်ရှိလားလို့လာမေးပါတယ်ခရစ်ကအဖြေရခတ်နေတာကြောင့်လိုဂန်ကိုပဲကူညီဖြေပေးဖို့လန့်ခေါ်လိုက်ပါတယ်လိုဂန်ကအဖြေပေးနေတဲ့အချိန်မှာခရစ်ကလိုဂန်ကိုဓာတ်ပုံရိုက်ဖို့စ조사ပေမဲ့ကင်မရာရဲ့ flash မီးကိုပိတ်ဖို့မေ့သွားခဲ့ပါတယ်flash မီးရုပ်တရက်လင်းသွားတဲ့အခါမှာတော့လိုဂန်ဟာမျက်နှာပြတ်သွားပြီးနှာခေါင်းကနေသွေးတွေထွက်လာပါတော့တယ်အဲ့ဒီနောက်လိုဂန်ဟာခရစ်ရဲ့အင်ဂျီကိုဆွဲကင်ပြီးဒီကနေအမြန်ဆုံးထွက်သွားတော့လို့အကြောက်လန့်တကြားနဲ့အော်ဟစ်တတိပေးပါတော့တယ်ဂျာယာမီကလိုဂန်ကိုအတင်းဆွဲခေါ်သွားပြီးဒင်းကတော့ဒါဟာ flash မီးကြောင့်ဖြစ်ရတဲ့အတက်ရောဂါတစ်မျိုးပါလို့လူများရှေ့မှာလိန်ညာပြီးဖြေရှင်းလိုက်ပါတယ်အဲ့ဒီနောက်ခရစ်နဲ့ယုစ်တို့ဟာတောထဲမှာလမ်းလျှောက်ရင်းစကားပြောဖြစ်ကြပါတယ်ခရစ်ကလိုဂန်ရဲ့အပြုအမူဟာအတက်ရောဂါမဟုတ်ပဲတခုခုကိုတတိပေးနေတာဖြစ်ကြောင်းနဲ့သူဒီအိမ်ကနေအမြန်ဆုံးထွက်သွားခြင်းပြီးဖြစ်ကြောင်းပြောပါတယ်ယုစ်ကလည်းခရစ်စိတ်မကောင်းဖြစ်မှာဆိုလို့အိမ်ပြန်ဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့သူတို့မသိလိုက်တဲ့အချက်ကတော့သူတို့တောထဲမှာရှိနေတဲ့အချိန်မှာပဲအိမ်ရှိကွင်းပြင်မှာဒင်းနဲ့အဲ့ဒီတွေဟာခရစ်ရဲ့တပ်ပုံကိုဘေးမှာချထားပြီးခရစ်ရဲ့ကိုယ်ခန္ဓာကိုလေလံပစ်နေကြတာပဲဖြစ်ပါတယ်မျက်စိမြင်တဲ့ဂျင်မန်ကလေလံပွဲမှာအနိုင်ရသွားပြီးခရစ်ကိုပိုင်ဆိုင်ခွင့်ရသွားပါတယ်ညနေဆောင်လို့ခရစ်တို့အိမ်ပြန်ရောက်တဲ့အခါမှာတော့အဲ့ဒီတွေအားလုံးကသူ့ကိုအရန်ကိုကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြပါတော့တယ်ခရစ်ဟာအိမ်ထဲရောက်တဲ့အခါလိုဂန်ရဲ့တပ်ပုံကိုယော့စီကိုပို့လိုက်ပါတယ်ယော့ကဖုံးပြန်ဆက်ပြီးဒီလူဟာလွန်ခဲ့တဲ့6လကပျောက်ဆုံးသွားတဲ့အန်ဒရေးဆိုသူဖြစ်ကြောင်းအတည်ပြုပေးလိုက်တဲ့အခါမှာတော့ခရစ်တယောက်ဒီအိမ်မှာတခုခုထူးခြားနေပြီဆိုတာကိုအပြည့်အဝယုံကြည်သွားပါတော့တယ်ခရစ်ဟာအခြေအနေတွေမဟန်တော့တာကိုတိလိုက်တာနဲ့ယုစ်ကိုခေါ်ပြီးဒီအိမ်ကနေအမြန်ဆုံးထွက်ပြေးဖို့ပြင်ဆင်ပါတော့တယ်ယုစ်ကအိတ်ထဲမှာကားတော့ရှာနေတော့ခရစ်ဟာဗီဒီယိုတကားလေးတစ်ချက်ပွင့်နေတာကိုသတိထားမိပြီးအထဲကိုကြည့်လိုက်မိပါတယ်အဲ့ဒီမှာတင်သူလုံးဝမထင်မှတ်ထားတဲ့ကြောက်စရာကောင်းတဲ့အမှန်တရားကိုတွေ့လိုက်ရတာပါအဲ့ဒါကတော့ယုစ်ဟာအရင်ကလည်းလူမင်းမျိုးသားအမျိုးသမီးတော်တော်များများနဲ့တွဲခဲ့မှုတဲ့တပ်ပုံတွေပဲဖြစ်ပါတယ်အဲ့ဒီဓာတ်ပုံတွေထဲမှာအခုအိမ်ကူလုံးနေတဲ့ဂျော်ဂျီနာနဲ့ဝေါ်ဒါတို့လည်းပါနေတာကိုတွေ့လိုက်ရတဲ့အခါခရစ်ဟာသွေးပြတ်မတက်ထိတ်လန့်သွားပါတော့တယ်ခရစ်ဟာအခန်းထဲကနေအမြန်ထွက်ပြီးအောက်ထပ်ကိုပြေးဆင်းခဲ့ပေမဲ့အခန်းထဲမှာတော့ယိုးစ်ရဲ့မိသားစုဝင်အားလုံးကသူ့ကိုစောင့်ကြိုနေကြပါတယ်ယိုးစ်ရဲ့မောင်လေးဂျာယာမီကတကားကိုပိတ်ဆို့ထားပြီးခရစ်ကိုထွက်ခွင့်မပေးတော့ပါဘူးခရစ်ကယိုးစ်ကိုကားတော့အမြန်ပေးဖို့အတင်းကျပ်တောင်းဆိုနေပေမဲ့ယိုးစ်ကတော့အိတ်ထဲမှာတောရှာခြင်းအောင်ဆောင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ယိုးစ်ဟာငိုနေတဲ့မျက်နှာကနေရုတ်တရက်အေးဆက်တဲ့မျက်နှာဘေးကိုပြောင်းလဲသွားပြီးတော့ကိုပေးလို့မရဘူးလို့ပြောလိုက်တဲ့အချိန်မှာခရစ်ဟာသူအယုံကြည်ရဆုံးလူရဲ့တစ္ဆာဖောက်မှုကိုခံလိုက်ရပြီဆိုတာသိသွားပါတယ်အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူမက်ဆီကလက်ဖက်ရည်ကွက်ကိုဇုံးနဲ့တစ်ချက်တောက်လိုက်တာကြောင့်ခရစ်ဟာဆန်ကန်ပလေးစ်လို့ခေါ်တဲ့စိတ်ညွတ်ရာနေရာတွေကိုပြန်လည်နစ်မြုပ်သွားပြီးသတိလဲလဲကျသွားပါတော့တယ်ခရစ်ပြန်လို့လာတဲ့အခါမှာတော့သူဟာမြောက်ခန်းထဲကကူလားထိုင်တစ်ခုမှာလက်ချေတွေတုံ့နှောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်သူရှိက TV မှာတော့ယိုးစ်ရဲ့အဖိုးဖြစ်သူကသူတို့မိသားစုရဲ့ရှိုးဝက်ချက်ဖြစ်တဲ့ကိုကူလာအကြောင်းကိုရှင်းပြနေခဲ့ပါတယ်အဲ့ဒါကတော့လူဖြူတွေရဲ့ဥနောက်ကိုလူမေးတွေရဲ့တမာတဲ့ကိုခန္ဓာတွေပြောင်းထည့်နေလမ်းပဲဖြစ်ပါတယ်တကယ်တော့အိမ်ကူဂျော်ဂျီနာနဲ့ဝေါ်ဒါတို့ဟာယိုးစ်ရဲ့အဖွားနဲ့အဖိုးတို့ရဲ့ဥနောက်ကိုလူမေးကိုခန္ဓာတွေပြောင်းထည့်ထားတာဖြစ်ပါတယ်ခရစ်ဟာဒီခွဲစိတ်မှုအတွက်နောက်ထပ်သားကောင်ဖြစ်ရွေးချယ်ခံလိုက်ရတာပါတစ်ဖက်မှာလည်းခရစ်ရဲ့သူငယ်ချင်းယောဟာခရစ်ပျောက်ဆုံးနေတာကိုစိုးရိမ်ပြီးရဲစခန်းကိုသွားတိုင်ပေမဲ့ရဲတွေကသူ့ကိုရဲစရာတစ်ခုလိုပဲသဘောထားပြီးလောင်ပြောင်လွတ်လိုက်ကြပါတယ်ယောဟာယို့စီကိုဖုံးဆက်ပြီးခရစ်အကြောင်းမင်းမြန်းတဲ့အခါမှာလည်းယို့စ်ကခရစ်ဟာတခြားမိန်းကလေးတစ်ယောက်နဲ့ထွက်ပြေးသွားပြီးဖြစ်ကြောင်းအကွက်ကြကြနဲ့လိန်ညာပြောဆိုနေခဲ့ပါတယ်ခရစ်ဟာမြောက်ခန်းထဲမှာပိတ်မိနေရင်သူ့ရဲ့ဦးနောက်ကိုယူမဲ့သူဟာပါတီမှာတွေ့ခဲ့တဲ့မျက်စိမြင်တဲ့ကျင်းဖြစ်နေတာကိုသိလိုက်ရပါတယ်ကျင်းကတော့သူဟာလူမျိုးရေးကြောင့်ခရစ်ကိုရွေးတာမဟုတ်ပဲခရစ်ရဲ့အမှုပညာအမြင်ရှိတဲ့မျက်လုံးတွေကိုလိုချင်လို့ရွေးချယ်တာဖြစ်ကြောင်းခရစ်ကိုဗီဒီယိုကနေတဆင့်ပြောပြနေခဲ့ပါတယ်ခရစ်ဟာတေဘေးနဲ့ရင်ဆိုင်နေရပေမဲ့အရှုံးမပေးဘဲလွတ်မြောက်ဖို့အတွက်နေလန်တစ်ခုကိုစတင်စဉ်းစားပါတော့တယ်သူဟာကူလားထိုင်တဲ့ကကွမ်းတွေကိုလက်သီးနဲ့ကုတ်ချစ်ပြီးထုတ်ယူရင်းတစ်ခုခုကိုကြံစီနေခဲ့ပါတယ်စိတ်မှုလို့ဖို့အတွက်ဂျာယာမီကခရစ်ကိုလာခေါ်တဲ့အချိန်မှာခရစ်ဟာတတိလက်နေတယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်
ဂျာယာမီကခရစ်ကိုကူလားထိုင်ပေါ်ကနေအနှောင်ဖွဲ့တွေဖြီးပေးပြီးဝီချဲပေါ်တင်ဖို့ပြင်လိုက်တဲ့ခါမှာပဲခရစ်ဟာတူးဝတ်ထားတဲ့ဘီလီယံဘောလုံးနဲ့ဂျာယာမီရဲ့ခေါင်းကိုအရှင်ပြင်းပြင်းရိုက်ချလိုက်ပါတော့တယ်တကယ်တော့ခရစ်ဟာမက်ဆီရဲ့လက်ဖက်ရည်ကွက်တောက်တန်ကြောင့်စိတ်ညစ်မခံရအောင်ကူလားထိုင်တဲ့ကကွမ်းတွေကိုထုတ်ပြီးနားထဲမှာကြိုးပိတ်ထားခဲ့တာဖြစ်ပါတယ်ခရစ်ဟာခွဲစိတ်ခန်းထဲကိုဝင်သွားပြီးအဖိုးဖြစ်သူဒင်းကိုလည်းနံရံမှာချိတ်ထားတဲ့တမင်ကောင်းနဲ့ပြန်လဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဖျောင်းတိုင်မီးတောက်တွေကနေတဆင့်အင်ကြီးဟာစတင်မီးလောင်ကျွမ်းပါတော့တယ်ခရစ်ဟာအိမ်ထဲကနေအမြန်ထွက်ပြေးဖို့စူးစမ်းရင်းလမ်းမှာသူ့ကိုတိုက်ခိုက်တဲ့မိခင်ဖြစ်သူမက်ဆီနဲ့မောင်ဖြစ်သူဂျာယာမီတို့ကိုလည်းအသက်လူပြီးပြန်လဲခုခံတိုက်ခိုက်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ခရစ်ဟာဂျာယာမီရဲ့ကားတော့ကိုလူယူပြီးအိမ်ထဲကနေကားနဲ့မောင်းထွက်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ကားမောင်းနေရင်ဖုန်ကြည့်မိတာကြောင့်လမ်းမှာအိမ်ကူမလေးဂျော်ဂျီနာကိုကားနဲ့တိုက်မိသွားပါတယ်ခရစ်ဟာသူ့မိခင်ကားတိုက်ခံရတော့ကလမ်းဘေးမှာဒီတိုင်းပစ်ထားခဲ့မိတဲ့နောက်တစ်ကြောင့်ဂျော်ဂျီနာကိုကားပေါ်တင်ပြီးကယ်ထုတ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဂျော်ဂျီနာရဲ့ကိုယ်ခန္ဓာထဲမှာရှိနေတာကရိုးစရဲ့အဖွားဖြစ်နေတာကြောင့်သူမနိုးလာတဲ့အခါခရစ်ကိုပြန်လဲတိုက်ခိုက်ပြီးကားကိုတိုက်မိအောင်လုပ်ခဲ့ပါတယ်ကားမောက်သွားတဲ့အချိန်မှာဂျော်ဂျီနာတေဆုံးသွားခဲ့ရင်မဲ့ခရစ်ကတော့ကားထဲကနေတီတီလေးလွတ်မြောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲယိုစ်ဟာတင်းနဲ့တလက်ကိုကင်ပြီးခရစ်နောက်ကိုလိုက်လာသလိုခြံဆောင်ဝေါ်ဒါကလည်းခရစ်စီကိုအရှင်ပြင်းပြင်းနဲ့ပြေးလာပြီးလုံးထွေးတပုတ်ကြပါတော့တယ်ခရစ်ဟာအခွင့်အရေးရတော့ကင်မရာရဲ့ flash မီနဲ့ဝေါ်ဒါကိုတပ်ပုံရိုက်လိုက်တဲ့အခါမှာတော့ဝေါ်ဒါရဲ့ကိုယ်ခန္ဓာထဲမှာပိတ်မိနေတဲ့အစစ်အမှန်စိတ်ဝိညာဉ်ဟာခဏတာပြန်နိုးထလာခဲ့ပါတယ်ဝေါ်ဒါဟာယိုစီကတင်းနဲ့ကိုတောင်းယူပြီးယိုစ်ကိုပစ်တက်လိုက်တယ်လို့သူကိုယ်တိုင်လည်းတင်းနဲ့အဆုံးစီရင်သွားခဲ့ပါတယ်ယိုစ်ဟာလမ်းမပေါ်မှာတွေ့ရတဲ့လဲကျနေရင်ခရစ်ကိုသူ့ကိုချစ်ပါသေးတယ်လို့လိန်ညာပြောဆိုပြီးအသက်ပေးကလွတ်အောင်စူးစမ်းပါသေးတယ်ခရစ်ကယိုစ်ကိုတတ်ဖို့ပြင်ပေးမဲ့နောက်ဆုံးမှာတော့သူ့မိခင်တေဆုံးသွားခဲ့တယ်လို့မျိုးပဲယိုစ်ကိုလမ်းမပေါ်မှာတယောက်တည်းပစ်ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရဲကားတစ်စီးဆက်ရောက်လာတာကြောင့်ခရစ်ဟာအဖမ်းခံရတော့မယ်လို့ထင်နေခဲ့ရင်မဲ့ကားပေါ်ကဆင်းလာသူကတော့သူ့ရဲ့သူငယ်ချင်းရင်းခောက်ခောက်ရောက်ဖြစ်နေပါတော့တယ်ယောခါခရစ်ကိုကယ်ထုတ်ပြီးကားပေါ်တင်ကဒီကြောက်စရာကောင်းတဲ့အင်ကြီးကနေမောင်းထွက်သွားကြရင်ဇလန်းဟာအဆုံးသက်သွားပါတော့တယ်